2မှာတော့ပေးထားတဲ့ h တန်မိုးနှစ်ခုကြားထဲမှာရှိတဲ့ကတ်အောက်က area တွေကိုရှာခိုင်းထားပါတယ်နံပါတ် A မှာတော့ h တန်မိုး1နဲ့ h တန်မိုး e ကြားထဲမှာရှိတဲ့ f of x equal llx ကပ်ရဲ့အောက်မှာရှိတဲ့ area ကိုရှာခိုင်းထားတယ်နံပါတ် B မှာတော့ h တန်မိုး -1 နဲ့ h တန်မိုး 2 ကြားထဲမှာ f of x equal 12 minus 3x square ကပ်ရဲ့အောက်မှာရှိတဲ့ area ကိုရှာပေးရမယ်နံပါတ် C မှာတော့ h တန်မိုး 0 နဲ့ h တန်မိုး 1 ကြား f of x equal x into u the power x square ကပ်ရဲ့အောက်မှာရှိတဲ့ area ကိုတွက်ပေးရမယ်နံပါတ် D မှာတော့ x equal 0 နဲ့ x equal 3 pi by 2 ကြား f of x equal sin x ကပ်ရဲ့အောက်မှာရှိတဲ့ area ကိုတွက်ပေးရမယ်နံပါတ် E မှာတော့ h တန်မိုး 0 နဲ့ h တန်မိုး pi ကြား f of x equal 1 plus cos x into sin x ကပ်ရဲ့အောက်မှာရှိတဲ့ area တွေကိုတွက်ပေးရမှာဖြစ်ပါတယ်။တို့ရဲ့အတွက် h equal 1နဲ့ h equal e ကြားထဲမှာရှိတဲ့ llx ကပ်အောက်မှာရှိတဲ့ area ရဲ့တန်ဖိုးဟာ x ဝင်ရိုးရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ area တန်ဖိုး integral 1 to e llx dx နဲ့တွက်မှာဖြစ်ပါတယ်။ဒီနေရာမှာ llx ကိုယူလို့ထားတယ် du ရဲ့တန်ဖိုးက 1/h dx ဖြစ်ပြီးတော့dx ကိုတော့ dv လို့ထားလို့ v ရဲ့တန်ဖိုးက h ဖြစ်ပြီးတော့ integral u dv equal uv minus integral v du မှာအစားထည့်ရင်သူ့ရဲ့ area ရဲ့တန်ဖိုးက llx into x minus integral 1 to e x into 1/h dx ရပါတယ်။အဲဒါကြောင့်မလို့သူ့ရဲ့ area တန်ဖိုးက x llx minus x lower limit က1 upper limit က e ဖြစ်ပါတယ်။ upper တန်ဖိုး e ကို x ရဲ့နေရာမှာအစားထည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးက e lle minus e ဖြစ်ပြီးတော့ lower တန်ဖိုး1ကို x ရဲ့နေရာမှာအစားထည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးက1 ll1 minus 1 ရပါတယ်။ upper function တန်ဖိုးတွေက lower function တန်ဖိုးကိုနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ area တန်ဖိုးက1 unit square ရပါတယ်ရှင်။ 2b h တန်မိုး -1 နဲ့ h တန်မိုး 2 ကြားထဲမှာရှိတဲ့ f of x equal 12 minus 3x square ရဲ့ကပ်ရဲ့အောက်မှာရှိတဲ့ area ကိုရှာမှာဖြစ်ပါတယ်။ဒီ area တန်မိုးက x ဝင်ရိုးရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ area တန်မိုးကို integral -1 to 2 12 minus 3x square dx နဲ့တွက်ရမယ်။တွက်ရဲ့ integration တန်မိုးက 12x minus 3x square ရဲ့ integration တန်ဖိုးက minus 3x2 by 3 ဖြစ်ပါတယ်။သူ့ရဲ့ lower limit က -1 upper limit က 2 ဖြစ်ပါတယ်။ upper limit တန်ဖိုး2ကို x ရဲ့နေရာမှာအစားထည့်လိုက်လို့ရှိရင်သူ့တန်ဖိုးက24 minus x ရပြီးတော့ lower limit တန်ဖိုး -1 ကို x ရဲ့နေရာမှာအစားထည့်လို့ရှိရင်သူ့တန်ဖိုးက -12 plus 1 ရပါတယ်။ upper function တန်ဖိုးတွေက lower function တန်ဖိုးကိုနှုတ်လိုက်လို့ရှိရင်လိုချင်တဲ့ area ရဲ့တန်ဖိုးက27 unit square ရပါတယ်ရှင်။ C h တန်ဖိုး0နဲ့ h တန်ဖိုး1ကြား f of x equal x into u the power x square ကတ်အောက်မှာရှိတဲ့ area ရဲ့တန်ဖိုးကိုရှာမှာဖြစ်ပါတယ်။ဒီ area ဒီ x ဝင်ရိုးရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်သူရဲ့ area တန်ဖိုးကို integral 0 to 1 x into u the power x square dx နဲ့တွက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ dx square က 2x dx နဲ့ညီတဲ့အတွက်ကြောင့် h dx ရဲ့နေရာမှာ1/2 dx square ကိုအစားထည့်လို့ရှိရင်သူ့ area တန်ဖိုးက1/2 integral 0 to 1 u the power x square dx square ဖြစ်ပါတယ်ရှင်။အဲဒါကြောင့်မလို့ exponential ရဲ့ integration တန်ဖိုးက exponential ပဲဖြစ်တဲ့အတွက်ကြောင့်သူ့တန်ဖိုးက1/2 u the power x square lower limit က0 upper limit က1ဖြစ်ပါတယ်။ upper limit 1ကို x ရဲ့နေရာမှာအစားထည့်ရင် u the power 1ရပြီးတော့ lower limit 0ကို x ရဲ့နေရာမှာအစားထည့်ရင် u the power 0ရပါတယ်။အဲဒါကြောင့်မလို့ area ရဲ့တန်ဖိုးက1/2 e minus 1 unit square ရပါတယ်ရှင်။ နံပါတ် D h တန်မိုး0နဲ့ h တန်မိုး3 pi by 2ကြား f of x equal sin x အောက်မှာရှိတဲ့ area ကိုရှာမယ်။ပုံကိုကြည့်ရအောင်
x တန်မိုး0နဲ့ x တန်မိုးပိုင်ကြားထဲမှာပိတ်မိနေတဲ့ area ဒီ x ဝင်ရိုးရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ area တန်မိုး integral 0 to pi sin x dx နဲ့တွေ့ရမှာဖြစ်ပါတယ်။ x တန်မိုးပိုင်နဲ့ x တန်မိုး3 pi မိုင်2ကြားထဲမှာပိတ်မိနေတဲ့ area x ဝင်ရိုးရဲ့အောက်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ area ရဲ့တန်မိုး modulus or integral pi to 3 pi မိုင်2 sin x dx နဲ့တွက်ပြရမှာဖြစ်ပါတယ်။လိုချင်တဲ့ area ကတော့ရှာထားတဲ့ area နှစ်ခုကိုပေါင်းပေးရမှာဖြစ်ပါတယ်။ပထမ integration တန်မိုး integral 0 to pi sin x dx အတွက်တန်မိုးကိုတွက်တဲ့နေရာမှာ sin x ရဲ့ integration က minus cos x သူ့ရဲ့ lower limit က0 upper limit က pi ဖြစ်တဲ့အတွက်ကြောင့် integration တန်မိုးက minus cos pi plus cos 0 မလို့ integration တန်မိုး2ရပါတယ်ဒုတိယ integration integral pi to 3 pi မိုင်2 sin x dx ရဲ့တန်မိုးက sin x ရဲ့ integration က minus cos x lower limit က pi upper limit 3 pi မိုင်2ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တန်မိုးက minus cos 3 pi မိုင်2 plus cos pi ဖြစ်လို့ integration တန်မိုး minus 1ရပါတယ်အဲအကြောင်းမလို့လိုချင်တဲ့ area ရဲ့တန်မိုးက2 plus modulus of minus 1ဖြစ်တဲ့အတွက်ကြောင့်3 unit square ရပါတယ်ရှင်နံပါတ် E မှာတော့ x တန်မိုး0နဲ့ x တန်မိုးပိုင်ကြားမှာ f of x equal 1 plus cos x into sin x ကပ်အောက်မှာရှိတဲ့ area ကိုရှာခိုင်းထားပါတယ်ဒီနေရာမှာ u ကို1 plus cos x ဆိုထားရင် du ရဲ့တန်မိုးက minus sin x dx ဖြစ်တဲ့အတွက်ကြောင့် sin x dx ရဲ့တန်မိုးက minus du နဲ့တူမှာဖြစ်ပါတယ်ရှင်တန်မိုးက1 plus cos x ဖြစ်တဲ့အတွက်ကြောင့် x တန်မိုး0ဆိုရင် u ရဲ့တန်မိုးက1 plus cos 0ဖြစ်တော့ u တန်မိုး2ရပါတယ် x တန်မိုးပိုင်ဆို u ရဲ့တန်မိုးက1 plus cos pi ဖြစ်တဲ့အတွက်ကြောင့် u တန်မိုး0ရပါတယ်ရှင်ပုံကိုကြည့်ရအောင် x တန်မိုး0နဲ့ x တန်မိုးပိုင်ကြား f of x equal 1 plus cos x into sin x ကအောက် area ဒီ x ဝင်ရိုးရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့ area တန်မိုးကို integral 0 to pi 1 plus cos x into sin x dx နဲ့တွက်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ1 plus cos x ရဲ့နေရာမှာ u ကိုထည့်တယ် sin x dx ရဲ့နေရာမှာ minus du ကိုထည့်တယ် x တန်မိုး0မှာu တန်မိုး2ကိုထည့်ပြီးတော့ x တန်မိုးပိုင်မှာ u တန်မိုး0ထည့်တဲ့အတွက်ကြောင့်သူ့ area တန်မိုးက minus integral 2 to 0 u du ဖြစ်ပါတယ် minus integral 2 to 0က integral 0 to 2နဲ့တူတဲ့အတွက်ကြောင့်သူ့ area တန်ဖိုးက integral 0 to 2 u du ဖြစ်ပါတယ် u ရဲ့ integration က u square by 2သူ့ရဲ့ lower limit က0 upper limit က2ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ area ရဲ့တန်ဖိုးက2 unit square ရရှင်3a မှာတော့ integral minus 1 to 1 x into square root of 1 minus x square dx ရဲ့တန်ဖိုးကိုရှာခိုင်းထားပြီးတော့ 3p မှာတော့ f of x equal x into square root of 1 minus x square grad နဲ့ x ဝင်ရိုးကြားပိတ်မိနေတဲ့ region ရဲ့ area ကို close interval minus 1, 1မှာရှာခိုင်းထားပါတယ်ပေးထားတဲ့ပုံမှာလေ့လာကြည့်မယ်ဆိုလို့ရှိရင်minus 1နဲ့0ကြားပိတ်မိနေတဲ့အနီရောင် region ဒီ x ဝင်ရိုးရဲ့အောက်ဘက်မှာရှိတဲ့အတွက်ကြောင့်သူ့ရဲ့တန်ဖိုးရှာမယ်ဆိုရင်သူ့ရဲ့ area တန်ဖိုးကိုရှာမယ်ဆိုရင် modulus of integral minus 1 to 0 x into square root of 1 minus x square dx နဲ့တွက်ရမှာဖြစ်ပြီးတော့ close interval 0 to 1မှာရှာမယ်ဆိုရင်တော့သူ့ရဲ့ area တန်ဖိုးကိုintegral 0 to 1 x into square root of 1 minus x square dx နဲ့တွက်ပေးရမှာဖြစ်ပါတယ်။ဥစ္စာမတွက်ခင် u ကို1 minus x square လို့ထားရင် du က minus 2x dx နဲ့ညီမှာဖြစ်ပြီးတော့ x dx ရဲ့တန်ဖိုးက minus 1 by 2 du ဖြစ်ပါတယ်။ integral x into square root of 1 minus x square dx ရဲ့တန်ဖိုးကို u နဲ့အစားထိုးတွက်မယ်ဆိုရင် integral square root of 1 minus x square ဒီ u power 1 by 2နဲ့ညီပြီးတော့ x dx ရဲ့တန်ဖိုးက minus 1 by 2 du နဲ့တူတဲ့အတွက်ကြောင့်သူ့ရဲ့ integration တန်ဖိုးက integral minus
minus 1 minus 2 u power 1 minus 2 du နဲ့တူမှာဖြစ်ပါတယ် minus 1 minus 2 u power 1 minus 2ရဲ့ integration က u power 3 by 2 by 3 by 2ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ integral x into square root of 1 minus x square dx မှာdx ရဲ့တန်ဖိုးက u ရဲ့နေရာမှာမူလတန်ဖိုး1 minus x square အစားထည့်ရင် minus 1 minus 3 1 minus x square the whole power 3 by 2နဲ့ညီမှာဖြစ်ပါတယ် definite integral minus 1 to 1 x into square root of 1 minus x square dx ရဲ့တန်ဖိုးက minus 1 minus 3 into 1 minus x square the whole power 3 by 2 lower limit က minus 1 upper limit က 1ဖြစ်ပါတယ် minus 1 by 3 upper limit 1ကို x ရဲ့နေရာမှာအစားထည့်ရင်0ရတယ်လို့ lower limit တန်ဖိုး minus 1ကို x ရဲ့နေရာမှာအစားထည့်ရင်0ရတဲ့အတွက်ကြောင့် definite integral minus 1 to 1 x into square root of 1 minus x square dx ရဲ့တန်ဖိုးက0နဲ့ညီပါတယ်ရှင်နံပါတ် B အတွက် close interval minus 1, 1မှာ f of x equal x into square root of 1 minus x square နဲ့ x ဝင်ရိုးကြားပိတ်မိနေတဲ့ area ကိုရှာမှာဖြစ်ပါတယ်ပထမ close interval minus 1, 0ပေါ်မှာရှာဖို့အတွက်ပထမဦးဆုံး integral minus 1 to 0 x into square root of 1 minus x square dx ရဲ့တန်ဖိုးကိုရှာတယ်သူရဲ့ integration တန်ဖိုးက minus 1 by 3 1 minus x square the whole power 3 by 2 lower limit က minus 1 upper limit က0ဖြစ်တဲ့အတွက်ကြောင့်သူရဲ့ integration တန်ဖိုးက minus 1 by 3ရပါတယ်ရှင်ဒုတိယ close interval 0, 1ပေါ်မှာသူရဲ့ integration တန်ဖိုးက integral 0 to 1 x into square root of 1 minus x square dx ဖြစ်ပါတယ်သူရဲ့ integration တန်ဖိုးက minus 1 by 3 1 minus x square the whole power 3 by 2 lower limit က0 upper limit က1ဖြစ်တဲ့အတွက်ကြောင့်သူရဲ့ integration တန်ဖိုးက1 by 3ရပါတယ်အဲဒါကြောင့်မလို့လိုချင်တဲ့ area ရဲ့တန်ဖိုးဒီ modulus of minus 1 by 3 plus 1 by 3ဖြစ်တဲ့အတွက်ကြောင့် 2 by 3 unit square ရပါတယ်ရှင်Number 4မှာ close interval 0, 2ပေါ်မှာ y equal x to minus 3x နဲ့ y equal x ကြားပိတ်မိနေတဲ့ area ကိုရှာခိုင်းထားပါတယ် intersection point ကိုရှာဖို့အတွက် y equal x to minus 3x နဲ့ y equal x ကိုပေးနေလိုက်တဲ့အခါမှာသူ့ရဲ့ intersection point က x equal 0နဲ့ x equal plus or minus 2ရပါတယ် graph ပုံကိုကြည့်ရအောင်close interval 0, 2ပေါ်မှာဆိုလို့ရှိရင် x က greater than equal x to minus 3x ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ area တန်ဖိုးကိုရှာခြင်း integral 0 to 2 x minus x to minus 3x dx နဲ့ရှာပေးရမှာဖြစ်ပါတယ်ရှင်area ရဲ့တန်ဖိုးက integral 0 to 2 4x minus x to dx ဖြစ်တယ် 4x ရဲ့ integration က 4x square by 2 minus x ရဲ့ integration က x power 4 by 4 lower limit က 0 upper limit က 2 upper limit တန်ဖိုး lower limit တန်ဖိုးတွေအစားထည့်ပြီးတော့ area တန်ဖိုးကိုတွက်လိုက်တဲ့အခါမှာ4 unit square ရပါတယ်ရှင် LL 3x minus 2နဲ့ y equal x square minus 2x plus 1လို့ခြားထဲမှာပိတ်မိနေတဲ့ region ကို close interval 1, 2ပေါ်မှာ area တန်ဖိုးရှာခိုင်းထားတာဖြစ်ပါတယ် solution area တန်ဖိုးရှာနိုင်ဖို့အတွက်ပုံဆွဲကြည့်တဲ့အခါမှာသတ်မှတ် close interval 1, 2ပေါ်မှာဆိုလို့ရှိရင် LL 3x minus 2 are greater than equal x square minus 2x plus 1ဖြစ်တာကိုတွေ့ရှိရပါတယ်ရှင်area ရဲ့တန်ဖိုးက integral 1 to 2 LL 3x minus 2 minus x square minus 2x plus 1 dx ဖြစ်ပါတယ်အဲဒါကြောင့်မလို့ area ရဲ့တန်ဖိုးရှာတဲ့နေရာမှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ရှာမယ်ပထမ integral 1 to 2 LL 3x minus 2 dx ရဲ့တန်ဖိုးကိုတွက်မယ်ဒုတိယ integral 1 to 2 x square minus 2x plus 1 dx ရဲ့တန်ဖိုးကိုရှာပြီးတော့ရလာတဲ့ integration တန်ဖိုးနှစ်ခုကိုနှုတ်ခြင်းအားဖြင့်လိုချင်တဲ့ area တန်ဖိုးကိုရမှာဖြစ်ပါတယ်ရှင်
ပထမ integral တန်ဖိုး integral 1 to 2 ll 3x minus 2 dx ကိုရှာတဲ့နေရာမှာ ll 3x minus 2ကိုယူလို့ထိုင် du တန်ဖိုးက1 by 3x minus 2 into 3dx ရပြီးတော့ dv ရ dx ဖြစ်တဲ့အတွက်ကြောင့် v တန်ဖိုးက x ဖြစ်ပါတယ်အဲ့ဒါဆိုပုံသင်နည်း integral u dv equal uv minus integral v du မှာအစားထည့်ရင် integral 1 to 2 ll 3x minus 2 dx ရဲ့တန်ဖိုးက x into ll 3x minus 2 minus integral 1 to 2 3x by 3x minus 2 dx ရပါintegral 1 to 2 ll 3x minus 2 dx ရဲ့တန်ဖိုးကိုဆက်တွက်တဲ့နေရာမှာပိုင်းဝေတန်ဖိုး 3x ကိုပိုင်းခြေ 3x minus 2နဲ့စားလို့ရှိရင်စားလက်က1ရပြီးတော့အကျွင်းက2ရတဲ့အတွက်ကြောင့်သူ့ရဲ့ integration တန်ဖိုးက x into ll 3x minus 2 minus integral 1 to 2 1 plus 2 by 3x minus 2 dx ရပါတယ်။အဲဆိုရင် x into ll 3x minus 2 minus 1ရဲ့ integration က x ဖြစ်တယ်။2 by 3x minus 2ရဲ့ integration တန်ဖိုးက2 by 3 ll modulus of 3x minus 2ဖြစ်ပြီးတော့သူ့ရဲ့ lower limit က1 upper limit က2ဖြစ်ပါတယ်။ upper တန်ဖိုး2ကိုအစားထည့်လိုက်လို့ရှိရင်2 ll4 minus 2 plus 2 by 3 ll4 ရပြီးတော့ lower တန်ဖိုး1ကိုအစားထည့်လိုက်ရင်1 ll1 minus 1 plus 2 by 3 ll1 ရပါတယ်။သူ့ကိုရှင်းလိုက်လို့ရှိရင်เนาะ integral 1 to 2 ll 3x minus 2 dx ရဲ့တန်ဖိုးက 0.8484 ရပါတယ်တန်ဖိုး integral 1 to 2 x square minus 2x plus 1 dx ကိုဆက်တွက်မှာဖြစ်ပါတယ်ဒီနေရာမှာ x square ရဲ့ integration က x cube by 3 minus 2x ရဲ့ integration က minus 2x square by 2 1ရဲ့ integration က x lower တန်ဖိုးက1 lower limit တန်ဖိုးက1 upper limit တန်ဖိုးက2 upper limit တန်ဖိုး2ကိုအစားထည့်ရင်8 by 3 minus 4 plus 2ရပြီးတော့lower limit တန်ဖိုး1ကိုအစားထည့်ရင်1 by 3 minus 1 plus 1ရပါတယ် lower limit function နဲ့က upper limit function ကိုနှုတ်လိုက်ရင်သူ့ရဲ့ integral တန်ဖိုး integral 1 to 2 x square minus 2x plus 1 dx ရဲ့တန်ဖိုးက 0.3333 ရပါတယ်ရှင်အဲဒါကြောင့်မလို့လိုချင်တဲ့ area ကိုတွက်တဲ့နေရာမှာပထမ integration တန်ဖိုးတွေကဒုတိယ integration တန်ဖိုးကိုနှုတ်လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ area တန်ဖိုးက 0.5151 unit square ရပါတယ်ရှင်ပေးထားတဲ့ပုံအရဆိုရင် close interval minus a နဲ့ a ကြားထဲမှာ y equal x square plus 1နဲ့ x ဝင်ယူကြပိတ်မိနေတဲ့ region ရဲ့ area တန်ဖိုးကို 8a unit square လို့ပေးထားပြီးတော့ a တန်ဖိုးကိုရှာခိုင်းထားတာဖြစ်ပါတယ်ရှင်Solution integral minus a to a x square plus 1 dx ရဲ့တန်ဖိုးကိုတွက်မယ်သူ့ရဲ့တန်ဖိုးက x square ရဲ့ integration က x cube by 3 integral 1 dx ရဲ့တန်ဖိုးက x သူ့ရဲ့ lower limit က minus a upper limit က a upper limit တန်ဖိုး a ကို x ရဲ့နေရာမှာအစားထည့်မယ်ဆိုရင်ရလာတဲ့တန်ဖိုးက a cube by 3 plus a lower limit တန်ဖိုး minus a ကို x ရဲ့နေရာမှာအစားထည့်ရင် minus a cube by 3 minus a ရပါတယ်။ upper limit function တန်ဖိုးတွေက lower limit function တန်ဖိုးကိုနှုတ်လိုက်လို့ရှိရင် integral minus a to a x square plus 1 dx ရဲ့တန်ဖိုးက 2a cube by 3 plus 2a ရပါတယ်။အဲဒါကြောင့်မလို့ area ရဲ့တန်ဖိုးက 2a cube by 3 plus 2a unit square ဖြစ်ပါတယ်။ဒီချက်အရာ 2a cube by 3 plus 2a ရဲ့တန်ဖိုးက 8a နဲ့ညီရဲ့အတွက်ကြောင့် a တန်ဖိုးကိုရှာလို့ရှိရင် a into a square minus 9 equal 0 ရပါတယ်။ပုံအရဆိုရင် a က0နဲ့မတူတဲ့အတွက်ကြောင့် a square minus 9ရဲ့တန်ဖိုးက0ဖြစ်ပြီးတော့ a က plus or minus 3ရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။